ရိုးသားတဲ့ထင်းခုတ်သမားဖိုးလုံးရှိတုန်းကတောအုပ်ကြီးတစ်ခုနာကရွာလေးတစ်ရွာမှာဖိုးလုံးလို့ခေါ်တဲ့ဆင်းရဲတဲ့ထင်းခုတ်သမားလေးနဲ့သူ့ဇနီးတို့နေထိုင်ကြတယ်သူတို့ရဲ့အိမ်လေးကတေးသေးလေးအမိုးကလည်းပေါက်နေပေမဲ့အဲ့ဒီအိမ်လေးထဲမှာတော့မေတ္တာနဲ့ကျင်နာမှုတွေအပြည့်ရှိနေတာပေါ့တနေ့မှာတော့ဇနီးဖြစ်သူကကိုဖိုးလုံးဆန်ကလည်းကုံတော့မယ်ဒီနေ့လည်းထင်းအလုံးလောက်မရရင်တို့တွေဘာလုပ်ကြမလဲဟင်လို့စိုးရိမ်တကြီးမေးလိုက်တယ်ဖိုးလုံးကစိတ်မပူပါနဲ့ကွာဒီလက်နှစ်ဖက်အလုံးလုံးနိုင်တဲ့၍ငါတို့အိမ်လေးဘယ်တော့မှဟောင်းဖြစ်မနေစေရဘူးလို့အားပေးလိုက်တယ်ပြီးတော့သူကဟောင်းနှွမ်းပြီးတန်ချေးတက်နေတဲ့သူ့ရဲ့တန်ပစိန်အဟောင်းလေးကိုမလိုက်တယ်ဒီပစိန်လေးဟာသူ့အတွက်တော့တန်ဖိုးမဖြတ်နိုင်တဲ့အရာပေါ့ဒီပစိန်လေးကငါတို့ကိုကျွေးမွေးနေတာဒါလေးကိုငါတေချာဂရုစိုက်ရမယ်လို့သူတွေးလိုက်တယ်နေထွက်လာတဲ့အချိန်မှာဖိုးလုံးဟာတောထဲကိုထွက်လာခဲ့တယ်ငှက်ကလေးတွေအော်တန်နဲ့တောအုပ်ကြီးကတက်ဝင်လှုပ်ရှားနေတာပေါ့ဖိုးလုံးဟာမြကန်းသားမှာလဲနေတဲ့တစ်လုံးကြီးတစ်လုံးကိုတွေ့ပြီးပစိန်နဲ့ခုတ်ပါတော့တယ်ထောက်ရုတ်တရက်ဖိုးလုံးရဲ့ခြေထောက်ဟာချော်လဲသွားပြီးဘွန်းဆိုတဲ့အတန်နဲ့အတူသူ့ရဲ့ပစိန်လေးဟာမြစ်ထဲကိုကျသွားပါတော့တယ်မဟုတ်ဘူးငါပစိန်လေးဖိုးလုံးဟာမြစ်ကမ်းနားကိုပြေးသွားပြီးကြည့်ပေမဲ့ပစိန်လေးကတော့နစ်မြုပ်သွားပါပြီဖိုးလုံးဟာဝမ်းနဲ့လွန်းလို့မြစ်ကမ်းနားမှာထိုင်ကိုပါတော့တယ်အဲ့ဒီပစိန်လေးကတန်တက်မဟုတ်ဘူးငါရဲ့မျောလင်းချက်ငါရဲ့ဝမ်းစာငါရဲ့ဘဝပဲလို့သူကရှိုက်ကြီးတင်ရင်ရေရွတ်နေတာပေါ့အဲ့ဒီအချိန်မှာပဲမြစ်ရေပြင်ကြီးဟာရွှေရောင်လင်းနှန်းတွေနဲ့တောက်ပလာပြီးမြစ်ဆောက်နှက်သမီးပေါ်လာပါတော့တယ်ချစ်တာဘာလို့ငိုနေတာလဲဘာကမင်းရဲ့နှလုံးသားကိုလေးလံစေတာလဲလို့နတ်သမီးကမေးလိုက်တယ်ဖိုးလုံးကအမေနတ်သမီးကျွန်တော်ရဲ့ပစိန်လေးမြစ်ထဲကျသွားလို့ပါအဲ့ဒါမရှိရင်ကျွန်တော်ဘာမှမလုပ်နိုင်တော့ပါဘူးလို့ပြောလိုက်တယ်နတ်သမီးကလည်းမငိုပါနဲ့ချစ်သားငါမင်းကိုကူညီပါမယ်လို့ပြောပြီးရေထဲကိုငုတ်ဆင်းသွားတယ်ခဏအကြာမှာတော့နတ်သမီးဟာရွှေပစိန်တစ်လက်ကိုကင်ပြီးပြန်တက်လာတယ်တေချာကြည့်ပါဦးဒါအမင်းရဲ့ပစိန်လားဖိုးလုံးကမဟုတ်ပါဘူးအမင်းနဲ့သမီးဒီပစိန်ကတမိုးကြီးလွန်းပါတယ်ကျွန်တော်ပစိန်ကတာမန်ပစိန်အဟောင်းလေးပါလို့ဖြေလိုက်တယ်နတ်သမီးကဒုတိယအကြိမ်ရေထဲငုတ်သွားပြီးငွေပစိန်တစ်လက်ကိုယူလာပြန်တယ်ဖိုးလုံးကတော့ခေါင်းခါပြီးဒါလည်းကျွန်တော်ဟာမဟုတ်ပါဘူးလို့ပဲညင်းလိုက်ပြန်တယ်နောက်ဆုံးမှာတော့နတ်သမီးဟာတန်ပစိန်အဟောင်းလေးကိုယူလာတဲ့အခါမှာတော့ဖိုးလုံးရဲ့မျက်နှာဟာဝင်းပသွားပြီးဟုတ်ပါတယ်အဲ့ဒါကျွန်တော်ပစိန်လေးပါကျေးဇူးတင်ပါတယ်အမိနဲ့သမီးလို့ဝမ်းသာအားရပြောလိုက်ပါတော့တယ်နတ်သမီးကပြုံးပြီးမင်းဟာချမ်းသာနိုင်တဲ့အခွင့်အရေးရှိပေမဲ့အမှန်အတိုင်းပြောခဲ့တယ်မင်းရဲ့ယူသားမှုအတွက်ဒီပစိန်သုံးလက်လုံးကိုမင်းကိုလက်ဆောင်ပေးလိုက်မယ်လို့ဆိုပြီးပစိန်အားလုံးကိုဖိုးလုံးကိုပေးလိုက်ပါတယ်ဖိုးလုံးရဲ့ယူသားမှုအကြောင်းကိုရွာထဲကကာလူလို့ခေါ်တဲ့လောဘကြီးတဲ့သူကကြားသွားတယ်သူတောင်ရွှေပစိန်ရရင်ငါရဲ့ပါနှံမှုနဲ့ဆိုပူတောင်ရအောင်မယ်လို့ကာလူကတွေးလိုက်တယ်နောက်နေ့မှာတော့ကာလူဟာမြစ်ကမ်းနားကိုသွားပြီးသူ့ရဲ့ပစိန်ကိုမြစ်ထဲတမင်တက်ပစ်ချလိုက်တယ်ပြီးတော့ဟန်ဆောင်ပြီးအကျယ်ကြီးငိုပါတော့တယ်မြစ်ဆောက်နှက်သမီးပေါ်လာတဲ့အခါကာလူကကျွန်တော်ပစိန်လေးကျသွားလို့ပါလို့လိန်ပြောလိုက်တာပေါ့နတ်သမီးကရွှေပစိန်ကြီးကိုကင်ပြီးပြန်တက်လာတဲ့အခါမှာတော့ကာလူကဟုတ်ပါတယ်အဲ့ဒါကျွန်တော်ပစိန်ပါလို့လောဘကြီးနဲ့လိန်ညာပြီးပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲနတ်သမီးရဲ့မျက်နှာဟာခက်ထန်သွားပြီးမိုက်မဲတဲ့လူလောဘကြီးတဲ့လူလိန်ညာမှုနဲ့လောဘကမင်းကိုဘယ်တော့မှပျော်ရွှင်မှုမပေးနိုင်ဘူးလို့ပြောလိုက်တယ်ရွှေပစိန်ကြီးဟာရုတ်တရက်ပျောက်ကွယ်သွားပြီးနတ်သမီးလည်းပျောက်ကွယ်သွားပါတော့တယ်ကာလူဟာရွှေပစိန်လည်းမရသူ့ရဲ့မူလပစိန်လေးလည်းဆုံးရှုံးသွားပြီးနောက်တကြီးစွာနဲ့အိမ်ကိုပြန်ခဲ့ရပါတော့တယ်